Parison မှာဒီရက်ပိုင်းကျွန်တော်အရန်ကြိုက်နေတဲ့မုတ်လေး2မျိုးကိုဒီဗီဒီယိုမှာ sharing လုပ်ပေးပါမယ်။ပထမဆုံးတစ်မျိုးကတော့ကြက်သွန်ဖြူကြိုက်တဲ့သူတွေအတွက်ကွက်တီမက်စီပါပဲ။ Garlic custard cheese bread ဆိုတဲ့ပါမုတ်လေးပါ။သူကတော့တစ်လုံးကို9000ပေးရပါတယ်။အထဲမှာကလေ custard ရိုအများကြီးနဲ့ပြည့်နှစ်နေတာကိုမှကြက်သွန်ဖြူအနှံ့မွေ့မွေ့လေးနဲ့ပေါင်းထားတာမျိုးပါ။ပါမုတ်သားအီအီလေးနဲ့ဆိုတော့တကိုက်ဆိုသလောက်မှုေးပြီးတော့ထိမိနေတာပါပဲ။ကြက်သွန်ဖြူနဲ့အီစိမ့်နာကိုကြိုက်တယ်ဆိုရင်တော့ဒီမုတ်ကလေးကရွေးချယ်ပြီးတော့စားကိုစားတဲ့မုံမျိုးပါဒုတိယတစ်မျိုးကတော့အီကလဲပါသူကတော့6000ပေးရပြီးတပွဲမှာ10ခုပါပါတယ်သူစီကအီကလဲကိုကြိုက်တာကလေအထက်ကခရင်ကလုံးဝအီမနေပဲနဲ့စားလို့ကောင်းနေတာကြောင့်ပါအထက်ကခရင်တွေကိုလည်းပါလီယုံထည့်ထားတာမျိုးမဟုတ်ဘဲနဲ့တစ်ခုဆိုသလောက်ဖောင်းကားပြီးတော့ပြည့်တင်နေတာပါပဲသူ့ကိုအပြင်မှာဒီတိုင်းစားလိုက်တာမျိုးမဟုတ်ဘဲနဲ့ရေခဲတက်တာထဲထားပြီးအေးအေးလေးစားလို့ရှိရင်ဒီထက်တောင်ပိုကောင်းပါသေးတယ်။ Parison ကိုရောက်ရင်လေဘယ်မုတ်တွေကစားလို့ကောင်းလဲဆိုတာလဲမှန်းခဲ့ပေးအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတား